သူရဲ့ဘာသာရေးကိုစော်ကားလာတာကြောင့်အစာအဆုံတေချာရှင်းပြခဲ့တဲ့မင်းသားဟိမင်းသူကဲပရိသတ်ကြီးတို့ရေဘာသာတရားဆိုတာကတော့လူတိုင်းလူလိုမှာယုံကြည်မှုကိုယ်စီရှိတတ်ကြပေမဲ့လည်းဒီတစ်ခေါက်မှာတော့မင်းသားတရားဖြစ်တဲ့သူကိုခရစ်ယာန်ဘာသာကိုးကွယ်တာနဲ့ပတ်သက်ပြီးတော့တိုက်ခိုက်လာခဲ့တာပဲဖြစ်ပါတယ်မင်းသားဟိမင်းသူကခရစ်ယာန်ဘာသာဝင်တယောက်ဖြစ်တာနဲ့အညီယေရှုဖျားသခင်ပေါ်မှာလည်းအင်မတန်မှတက်ဝင်ယုံကြည်ထားသူတယောက်ဖြစ်တာကြောင့်မလို့သူဟာဘလို့လူမျိုးမှမဟုတ်ကြောင်းနဲ့သူရဲ့ဖြစ်တည်မှုအလုံးကလည်းယေရှုဖျားသခင်ကသာတနာခင်းယူတာတော့မြတ်ကြောင်းပေးသနာထားခဲ့တာလို့ဆိုလာခဲ့ပါတယ်တကယ်တမ်းမှာကြတော့ဟိမင်းသူဟာဒီလိုမျိုးဘာသာရေးနဲ့ပတ်သက်လို့လူသားတိုင်းတန်းတူအခွင့်အရေးရှိတဲ့နယ်လို့ယုံကြည်ထားတာကြောင့်ဒီလိုကိစ္စတွေနဲ့ပတ်သက်ရင်နည်းနည်းလေးမှပြောခဲ့သူတယောက်မဟုတ်ပါဘူးဒါပေမဲ့လည်းနာမည်သုံးလုံးနဲ့ယေရှုဖျားသခင်ရဲ့တားတော်ရောင်ဆောင်ထားသူဘုန်းကြီးတစ်ပါးကသူ့ကိုဘာသာတရားနဲ့ပတ်သက်ပြီးတိုက်ခိုက်လာတဲ့အတွက်သူ့ရဲ့ဂုဏ်ပကာသနာတွေအလုံးကိုချွတ်ချုံချပြီးတော့ပြောဆိုခဲ့တာပဲဖြစ်ပါတယ်အဲ့ဒါအပြင်အခုလက်ရှိပိုင်ဆိုင်နေရတဲ့အရာအလုံးကလည်းဘုရားသခင်သာပြန်ယူသွားခဲ့မယ်ဆိုရင်အကုန်ပြန်ပါသွားမယ်ဆိုတဲ့အကြောင်းကိုပြန်ပြီးတော့တရားဟောထားတာကြောင့်ပရိသတ်ကြီးတို့အမြင်ကိုလည်းပြောပြခဲ့ကြပါအောင်ဗျာ